ပြည်သူတွေကိုအသိဉာဏ်တွေပွင့်လင်းစေဖို့အတွက်နိုင်ငံတော်ဇက်ကမှတိုးဆောင်ပေးခဲ့ကြတဲ့အမှုပညာရှင်များမကြခင်မှာရွေးကောက်ပွဲကိုကျင်းပတော့မှဖြစ်လို့အမှုပညာရှင်တွေမှလည်းအမှုပညာအားနဲ့စူးစမ်းနေခဲ့ကြတာပဲဖြစ်ပါတယ်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူဆိုတဲ့ဇက်ကားထဲမှာမြန်မာနိုင်ငံကနာမည်ကြီးတရုတ်ဆောင်တွေလည်းပါဝင်ကြပြီးပြည်သူတွေကိုအသိဉာဏ်လင်းလန်းတောက်ပသွားစေဖို့ပဲဖြစ်ပါတယ်ဒီဇက်ကားထဲမှာတရုတ်ဆောင်ထားသူတွေကတော့အမှုပညာရှင်မြင့်မားတဲ့တရုတ်ဆောင်တွေဖြစ်ကြပြီး2023ခုနှစ်နဲ့2024ခုနှစ်မှာအကယ်ဒမီရရှိထားတဲ့သူတွေလည်းဖြစ်ပါတယ်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူဆိုတဲ့ဇက်ကားထဲမှာတော့နေတိုမြင့်မြတ်နေဝင်းအေးချမ်းမောင်မြင့်မြင့်မို့ချူလေးတို့ပါဝင်ထားကြတာလည်းဖြစ်ပါတယ်ဒီဇက်ကားကိုရိုက်ကူထားတဲ့ဒရိုက်တာကိုမဖော်ပြထားပေမဲ့လည်းနေတိုကတော့ဆရာဝန်အဖြစ်မြင့်မြင့်မို့နဲ့ချူလေးကဆရာမအဖြစ်တရုတ်ဆောင်ထားခဲ့ကြတာလည်းတွေ့ရပါတယ်ရခိုင်တိုင်းရင်းသားတွေဖြစ်နေကြတဲ့နေတိုနဲ့ချူလေးတို့ကဒီဇက်ကားထဲမှာတရုတ်ဆောင်ထားလို့ဝေဖန်မှုတွေကမြင့်တက်နေကြတာလည်းတွေ့ရပါတယ်သူတို့ကိုအားပေးနေကြတဲ့ရခိုင်ပြည်သက်တွေအတွက်စူးစမ်းနေတဲ့ဆိုပြီးနိုင်ငံတော်အကျိုးပြုဇက်ကားမှာတရုတ်ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်ဒီဇက်ကားထဲမှာမြင့်မြတ်ကလည်းတရုတ်ဆောင်ပြီးနေသလိုအေးချမ်းမောင်ကလည်းတွားစီတန်နဲ့တရုတ်ဆောင်ပေးထားပါတယ်ဇိုးနေရာမှာပဲအမြဲတမ်းတရုတ်ဆောင်နေတဲ့နေဝင်းကလည်းအကယ်ဒမီရပြီးတဲ့နောက်ပိုင်းမှာတော့အကျိုးပြုစကားတွေနဲ့နိုင်ငံအကျိုးကိုတည်ပိုးနေကြတာလည်းတွေ့ရပါတယ်။ဒီစကားကရွေးကောက်ပွဲပညာပေးအဖြစ်ရိုက်ကူထားကြခဲ့တာဖြစ်ပြီးပါဝင်ထားတဲ့တရုတ်ဆောင်တွေကအမှုပညာရှင်မြင့်မားတဲ့သူတွေပဲဖြစ်ပါတယ်။ရုပ်ရှင်တကားကိုတိုင်းတစ်ထောင်အမှုပညာရှင်ယူတဲ့မင်းသားတွေဖြစ်တဲ့အပြင်အကယ်ဒမီရပြီးမှအမှုပညာရှင်မြင့်ထားတဲ့မင်းသမီးတွေလည်းဖြစ်ပါတယ်။ထိတ်တန့်တရုတ်ဆောင်တွေကိုတစုတစည်းနဲ့ညီရစေမဲ့စကားဖြစ်ပြီးမင်းသားတွေကအပြိုင်အဆိုင်တရုတ်ဆောင်ထားခဲ့တာတော့ရှားပါနေပါတယ်။နေတိုးကတော့ထုံးစံအတိုင်းပဲနေတိုးပဲဖြစ်နေလို့ကိုခေါင်းဆောင်မင်းသားနေရပဲအဓိကတရုတ်ဆောင်ထားတာလည်းတွေ့ရပါတယ်။အောင်ခိုင်နဲ့ငပြောကျော်စူပါလင်းနဲ့တွက်လက်တို့လည်းဒီဇက်ကားထဲမှာတရုတ်ဆောင်ချင်းလုံးလို့ဆိုပြီးစူးစမ်းထားတာလည်းတွေ့ရပါတယ်။ပြည်သူတွေရဲ့လက်ခုပ်တံတွေကြောင့်အောင်မြင်မှုတွေရောက်သွားပြီးတဲ့နောက်ပိုင်းမှာတော့အမှုပညာရှင်နဲ့ကျေးဇူးတည်တဲ့အနေနဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူဆိုတဲ့ဇက်ကားထဲမှာတရုတ်ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အိုင်ဒီတွေကကောင်းမွန်နေလို့ရုပ်ရှင်ဇက်ကားကြီးထဲမှာဆိုရင်အကယ်ဒမီရနိုင်တယ်လို့ထင်ကြေးပေးနေခံရတာလည်းဖြစ်ပါတယ်။ပြည်သူတွေကိုရွေးကောက်ပွဲအသိပညာပေးတဲ့အဖြစ်တရုတ်ဆောင်ပေးခဲ့တဲ့ဒီအမှုပညာရှင်တွေကိုအားပေးမှလားဆိုတာကောမန့်မှာပြောပေးခဲ့ကြပါအောင်နော်။ရဲ့တထေးကြီးတွေမင်္ဂလာဆောင်တဲ့နေ့လို့ပြောနိုင်လောက်အောင်ခမ်းနားကြီးကျယ်တဲ့လက်ထပ်ပွဲတွေကိုကျင်းပကြတာလည်းဖြစ်ပါတယ်။အပြိုကြီးစည်ရင်ဝင်နေပြီဖြစ်တဲ့နာမည်ကြီးမင်းသမီးတွေလည်းအပြိုင်အဆိုင်ပရီဝီဒင်တွေလက်ပုံရိုက်ပြီးလက်ထပ်နေကြတာလည်းတွေ့ရှိရပါတယ်။ငယ်စဉ်စုံတွဲကလည်းရေကန်းတောင်အထိသွားပြီးလှပတဲ့တပ်ပုံလေးတွေကိုရိုက်ကူခဲ့တာကြောင့်ကံအကောင်းဆုံးမင်းကလေးဖြစ်ကြောင်းဂုဏ်ပြုခဲ့ကြပါတယ်။ထိတ်တိုင်းမင်းသမီးတွေကလည်းခရိုနီကြီးတွေနဲ့အပြိုင်အဆိုင်လက်ထပ်ကြတာဖြစ်ပြီးသူတို့ရဲ့မင်္ဂလာပွဲတွေကလည်းလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ထိတ်တိုင်းမင်းသမီးတွေရဲ့မင်္ဂလာပွဲထက်တွေကိုကြောပြီးလူတွေပုံမစိတ်ဝင်စားခဲ့တဲ့မင်္ဂလာပွဲကတော့မြန်မာဩဝါလုပ်ငန်းရှင်ရဲ့သားမင်္ဂလာဆောင်ပဲဖြစ်ပါတယ်။မြန်မာဩဝါလုပ်ငန်းကတောင်သူလယ်သမားတွေကြားထဲမှာတော့နာမည်ကြီးပြီးမြန်မာနိုင်ငံရဲ့မီလီယံနာတထေးမိသားစုဖြစ်ပါတယ်။သူတို့ကမောင်ပြေးစုံနဲ့သူတို့သမီးမဆုလက်ထွန်းရဲ့စုလျာရစ်ပတ်မင်္ဂလာပွဲကြီးကိုရန်ကုန်မှာခမ်းနားစွာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီမင်္ဂလာပွဲတစ်ခုလုံးရဲ့ကုန်ကြစည်ကတော့တိမ်ပေါင်းတောင်းချီကုန်ကြခဲ့တဲ့ဖြစ်တယ်လို့သိရပါတယ်။သူတို့သမီးရဲ့